မင်္ဂလာပါ Tech Vlog ဘာမှမကြိုဆိုပါရစေယနေ့အတွက် Facebook page တစ်ခုစနစ်တကျဖွင့်နည်းလေးတင်ဆက်ပေးလိုက်ပါတယ်ခင်ဗျာ ကဲစားလိုက်ကြစို့လားညာဘက်အောက်တောင်းက menu ကိုနှိပ်ပါ page ကိုနှိပ်ပါ ဘယ်ဘက်အပေါ်ထောင်းက create ဆိုတဲ့ခလုတ်လေးကိုနှိပ်ပါ get started ကိုထပ်နှိပ်ပါ ဒီနေရာမှာကိုထားချင်တဲ့ page နာမည်ကိုတိကျစွာရေးပေးပါအမည်ရေးပြီးလေ next ကိုနှိပ်ပါကိုဖွင့်တဲ့ page နဲ့သက်ဆိုင်တဲ့အမျိုးအစားရွေးပေးပါအခု page လေးကတော့အမျိုးသမီးအဝတ်အထည်ရောင်းတဲ့ page လေးဖြစ်လို့အဝတ်အထည်နဲ့သက်ဆိုင်တာလေးတွေထည့်ပေးပါမယ်ဗျာနှစ်မျိုးသုံးမျိုးလောက်ထည့်ပြီးပြီဆိုရင်ရပါပြီ create ကိုဆက်နှိပ်ပါ ဈေးရောင်းမဲ့ online shop အထက်ဖြစ်လို့အပေါ်က promote your products or services ကိုရွေးပေးရပါမယ် creator တွေ vlogger တွေဆိုရင်တော့အောက်ကဟာလေးကိုရွေးပေးပါရွေးပြီး continue ကိုနှိပ်နာ ဒီအဆင့်လေးကတော့ page ရဲ့အချက်အလက်လေးတွေဖြည့်ပေးရမှာဖြစ်ပါတယ်ပထမဆုံး bio ဆိုတဲ့အကွက်လေးမှာကို page နဲ့သက်ဆိုင်တဲ့ mixer စာအနည်းငယ်ထည့်ပေးရပါမယ်website email မရှိလင်ကြော်သွားပါမထက်လဲရပါသည်ဖုန်းနံပါတ်ထည့်တဲ့အခါမြန်မာနိုင်ငံကုတ်နံပါတ်တဲ့ +95 ကိုရှေ့မှာထည့်ရေးပေးပါလမ်းအမီရပ်ကွက်မြို့နယ်ကိုနေထိုင်ရာမြို့အမီကိုရှာပြီးထည့်ရပါမယ် zip ကမတည်ရင်ဖုန်းထဲက browser ထဲဝင်ပြီးရှာလို့ရပါတယ်ကိုနေထိုင်တဲ့မြို့နယ်ရဲ့ zip code ကိုတွေ့လျင်ကူးယူ၍ထည့်ပေးပါ hours နေရာမှာကို online အသုံးပြု၍အလုပ်လုပ်ချိန်ထည့်ပေးလို့ရပါတယ်ကျွန်တော်ကတော့မထည့်တော့ပါဘူး next ကိုနှိပ်ပါ next ကိုနှိပ်ပါ next ကိုပဲထပ်နှိပ်တော့ done ကိုနှိပ်လိုက်ပါအခုဆိုရင်65ရာခိုင်နှုန်းပြီးပြီဆိုတဲ့ page တစ်ခုရပါပြီနောက်ရက်တွေမှာ page setup log နီး messenger auto reply ထည့်နီးအစရှိသည်တို့ကိုတင်ဆက်ပေးသွားမှာဖြစ်လို့ကျွန်တော်ရဲ့ YouTube channel လေးကို like subscribe share လေးတွေလုပ်ပြီးအားပေးကြပါအောင်ခင်ဗျာ